如果兩位電影ဆက်對လို့ရပါတယ် ဟိုအကောင်ညီမ comment မှာရော bio မှာရော link ပေးထားပါတယ် ကဲအားလုံးပဲ welcome back ဆိုတော့ကျမတယောက်မထကြမဲနဲ့ Sunday မနက်စောစောစီထလာပါတယ်ဘာလို့ဆိုတော့ဒီ Sunday လေးကအမြဲလက်ဝိတ်ထိုးပါရဲ့အမဝါတော့ပြီးတော့အသားရလည်းမဲလာရပေါ့နော်ဒါပေမဲ့ I'm okay စင်ပြေပါရဲ့ဘာမှဖြစ်ပါဘူးအဲ့တော့ကျမရဲ့ what the vlog လေးကိုရှင်တို့ရေစက်ကြည့်ပေးကြပါ coffee down တော်ရလာတော်ထားပြီဟောလေးလိုက်တာ ကဲအမ coffee ဖြောဖနက်တေးစီးပြီးတော့ကျမတို့စသွားကြပါမယ်အခုချိန်ထိလက်ဝိတ်ရန်ကုန်မှာလည်း2လထိုးဖို့ရယ်အခုလည်းဆက်ထိုးနေရယ်ဒါပေမဲ့လက်ပတ်မပတ်သက်သေးပါဘူးတနေ့သူတွေကတော့လက်ပတ်ပတ်သက်နေပါပြီစူဇန်မပတ်သက်သေးရပါကဲဒီနေ့ class လေးကတော့3ယောက်ပါပဲအရင်ဘက်ကလည်းနားရတာဆို2ပတ်လောက်နားရတယ်ဆိုတော့ပင်မန်းနဲ့တော်တော်ပြန်ဆိုတဲ့အချိန်မှာကဲကြောလျှော်ရဲပြီးတော့သွေးပူလေးကျန်ကန်လေးလုပ်ပါတယ်သွေးပူလေးလည်းပြီးသွားပြီဆိုရင်တော့စူဇန်ရဲ့ first round လေးကိုအားလုံးပဲစူဇန်နဲ့ကြည့်လိုက်ကြအောင်တကယ်တော့စူဇန်လို့အားသုံးရတဲ့လို့ activity ဆိုအရန်ကြိုက်အဲ့လိုအားသုံးလိုက်ရရင်လို့ပျော်သွားကွာလူကလို့စူဇန်ထိုးနေရရကြည့်ကြလို့ရှေ့တလန်းတက်သွားရဲ့ကွယ်ဘာလို့လဲတော့မသိဘူးအမှဆရာတော်မှနောက်မှာ space တွေအများကြီးမကျန်တော့ကဲပြီးရနဲ့စူဇန်တို့က share လို့စော့ကြတယ် share ကတော့ဆရာဘယ်ကွက်တွေစော့မယ်ပေါ့နော်ဆရာပြောတဲ့အတိုင်းပဲစူဇန်တို့ကဒီ share လိုက်စော့ကြပါတယ်စံ share ဆိုတာသဘောကျတယ်လှတယ်လို့ခံစားရတယ်အမလို့တချင်းတန်ကြရင်တချင်းလိုက်ဆိုခြင်းတဲ့ယောဂကလည်းရှိရယ်ကွာကဲဟိုးတာဆိုတော့အခုကတော့ပြီးမှတချင်းဆိုမယ်ခဏနေကိုတချင်းပြန်ပြီးဆိုပါမယ်အခုကတော့ဒါစက္ကန့်ပေါ့နော်ဒုတိယတစ်ခေါက်ပတ်ဝင်မယ်ဆိုတော့ပတ်ဝင်တာလေးကြည့်ပေးကြပါအောင်ရှင်မလုံးနဲ့ပေါ့စနေပါပြီးတော့စူဇန်အမပတ်ဝင်တယ်ပတ်ဝင်နေတဲ့အချိန်မှာစူဇန်လို့ပြေးခိုင်းထားတယ်ပေါ့လို့ခုံခိုင်းထားတယ်ခုံခိုင်းတဲ့အချိန်မှာအိမ်မက်တွေတပုံကြီးပဲမင်းနဲ့သူစိတ်ကူးထားတဲ့ဟာလေးတွေကလည်းရောက်လာသေးရဲ့ကွယ်တချင်းနေရလဲထားလိုက်ပါတော့မပြောတော့ပါဘူးဆိုတော့ဒါကတော့တတိယတစ်ခေါက်ဇန်နိုပတ်ဝင်တာပေါ့နော်အမဆန်ဆရာကြီးလုံနေရပေါ့ကွယ်ကိုမဆိုလဲတည်ရမလားမဟုတ်ဘူးလို့ရိုးနဲ့ကံဘာညာရှောက်ပြောကွာကိုမပဲကိုကဆရာကြီးလုပ်လို့ရဆိုတော့အမရှောက်ပြောနေရပါကဲသူများတွေကိုဆရာကြီးတွေလုပ်ပြီးသွားရင်အမကိုမကြိုက်တဲ့ workout တွေစလို့ရပါပြီအရှမ်းပမန်းတာဇာမကြိုက်ဘူးကွယ်ဒါမဲ့လည်းမတက်နိုင်ခိုင်းတော့လေလောက်ရတာပဲတည်ရမလားဒါပေမဲ့ချစ်စရာလေးကိုကြည့် Oh my god ကဲတွေ့တဲ့အတိုင်းပဲနော်အစိုးပဲရတာမဟုတ်အကလည်းရတယ်ထားလိုက်ပါတော့ကိုကအကြောလျှော့ရပိုင်းရောက်လာပါပြီဆိုတော့ပြီးကန်နေပါပြီရမ်းပြောပါတယ်ပြီးတော့လက်ခမောင်းခတ်တယ်ပြီးတော့ဒီဗီဒီယိုလေးရဲ့နောက်မှာ message လေးတစ်ခုပေးရပါတယ်ဆိုတော့ကြည့်ပေးကြပါ thank you guys see you in the next video guys ဒါတော့ညီမရဲ့ coach ကိုမင်းခံပဲဖြစ်ပါတယ် ဟုတ်ကဲ့ရိုးရလက်ဝဲတင်ရင်ဆက်သွယ်လို့ရပါတယ် ဟုတ်ကဲ့တကယ်လို့ New York မှာရိုးရလက်ဝိတ်တင်ချင်တဲ့သူတွေရှင်အကိုအကောင်ညီမ comment မှာရော bio မှာရောရေးပေးထားပါတယ်link ပေးထားပါတယ်ဆိုတော့ contact လုပ်လိုက်ပါ bye guys see you in the next vlog